Dinega IUB ma graduation သွားဖို့ရှိတယ်လူနှစ်ယောက်ကဖိတ်ထားတယ်ပေါ့ပထမတစ်ယောက်က cousin ဒုတိယတစ်ယောက်ကတော့အတီးပေါ့နော်အဲ့ဒါဒီမှာ shopping သူတို့အတွက်ပစ္စည်းလေးသွားကြည့်တယ်ပစ္စည်းကတော့ give back နဲ့ဒီပူစီဖောင်းဝယ်မလို့သွားကြည့်တယ်ဒါပေမဲ့ပူစီဖောင်းတော့မဝယ်ပဲနဲ့အဲ့မှာ level မှာဆွဲတယ်ပန်ဂျိုလေးကိုဝယ်ဖြစ်ပါတယ် Mother's Day အတွက်အမေနဲ့အတော်နှစ်ယောက်အတွက်ပန်းစည်းလေးတွေသွားကြည့်တယ်ဒါကတော့ကျွန်မ outfit လေးတစ်ချက် show ပါနော် outfit of the day ဒါတော့ပန်းစည်းပေါ့အမေကိုပေးတဲ့ပန်းစည်းပြီးတော့ဒါ graduation gift အဲ့မှာမိသားစုရေးဆုံးပြီးတော့မှ getting ready to go ပေါ့နော်အဲ့မှာကားပေါ်မှာတူတူသွားကြတယ်ဒါတော့ parking lot ကိုရောက်သွားတဲ့ design တွေပေါ့နော်အဲ့မှာပြီးတော့မှ metal detector security ကတော်တော်မြင့်တယ် metal detector နဲ့အကုန်လုံးသူက detect တယ်အဲ့မှာ bag တွေလည်းအကုန်စစ်အဲ့မှာအတော်နဲ့အမေကိုမှဒီဖက်တွေကိုကြည့်ပြီးတော့မှ high တွေတေးလောက်ခိုင်းပါတယ်အမေကတော့အရန်ပူတယ်ဟဲ့ Gloria လည်းမျက်မှောင်နဲ့ကြုံကုန်ပြီပူလုံးလို့ဟိုမှာ congratulations IU 2025ဆိုပြီးတော့မှ jelly နဲ့ပေါ့နော်သူကအဲ့မျိုး congratulate ရပေါ့နော်ပြီးတော့မှအမ live music လေးတီးပြီးတော့ student တွေက they walk on the aisles ပေါ့နော် live music လေးနဲ့သူကဝင်လာကြတယ်အမချင်းညမက middle of the graduation မှာဘိုက်စားတယ်ဆိုပြီးသူ့ကိုမောက်လိုက်ဝဲကျွေးတဲ့အချိန်ပေါ့အမ pretzel နဲ့ cheese နဲ့သူကစားချင်တယ်ဆိုပြီးသူ့ကိုဝဲကျွေးလိုက်ပါတယ်Our ceremony by singing our national anthem to Neil Marie Parker. Session 19ကနေပြီးမှ Session 3ကို scan ပြောင်းကြတဲ့အချိန်လေးပေါ့နော်ဒါ Session 3မှာလူတွေကအကုန်လုံးရှိကြတာအဲ့ဖက်ချက်မှာအဲ့တော့ Session 3ကိုပြောင်းပြီးတော့မှဒါ football stadium ကြီးပေါ့နော် football stadium မှာဆိုတော့လူတွေကအုပ်ကျဲအပြည့်ပဲ stadium တစ်ခုလုံးဒါကတော့ graduate လူတွေထွက်လာဖို့အတွက်အပြင်မှာအမျိုးတွေတငယ်ချင်းတွေကစောင့်နေကြတဲ့အချိန်လေးပေါ့နော်တငယ်ချင်းတွေကတက်ပုံတွေရိုက်ကြမ graduate မဲ့လူတွေထွက်လာမဲ့အချိန်တီကိုစောင့်နေကြတဲ့အခိုက်တန် Oh she's here congratulations you made it ဟာတငယ်ချင်းတက်ပုံတွေရိုက်ကြအမှတ်တရပေါ့နော်အမဒါတော့အိမ်ပြန်တော့မဲ့အချိန်လေးပေါ့အိမ်ပြန်ကြတော့မှာပဲအမအတော်ကလာတပုံရိုက်ပေးမယ်ဆိုပြီးတော့မှအနောက်ကနေဗီဒီယိုတစ်ကောက်ကောက်နဲ့လိုက်ရိုက်ပေးရှာတာပေါ့အမှကျွန်မအရန် awkward နေတာအမှကင်မရာတော့မကြည့်ရတဲ့အချိန်ပေါ့နော်ကျွန်မလူတွေသူတွေကြားထဲမှာဆိုအရင်ရှက်တယ်ဒါတော့ parking lot ကိုပြန်သွားပါပြီအဲ့မှာကားရှာမတွေ့လူလမ်းတွေပျောက်နေကြတဲ့အချိန်ပေါ့ဒီမှာမိနစ်20လောက်ကားရှာလိုက်ရတယ် It's like 20 minutes later traffic ကတော့ထင်သလောက်မဆိုးပါဘူးအရင်ဆင်ပြေတယ်လောက်ထိမကြက်ဘူးပေါ့နော်ဒါတော့အိမ်မှာသူ့ကိုအတင်းနေကိုပေးလက်ဆောင်အတင်းနေဖွင့်ခိုင်းနေတာမှာသူ့ရဲ့ reaction လိုချင်လို့ဆိုပြီးတော့မှသူကတော့အရင်ကြိုက်ပါတယ်တဲ့ဒါကတော့အတော်ပေးတဲ့လက်ဆောင်ပေါ့နော်သူနဲ့ရန်လိုက်မှာအဲ့သူ့ဘွားသူဆူတောင်းပေးတဲ့ချိန်လေးပေါ့နော်မာစကားကြီးပြောနောက်ဆုံးမှာတော့တငယ်ချင်းနဲ့ after party game လေးဆိုကြတယ် That's a wrap bye